ဖြည်းဖြည်းချင်းခုတ်ဖြည်းဖြည်းချင်းခုတ်အဲ့ကတ်ခွာတဲ့အခွာနဲ့ဘီးခုတ်တဲ့အခုံနဲ့ဟန်ချက်ဖြစ်နေရမှာဟုတ်တယ်ဟုတ်ပြီနံပါတ်1နေဘီးကိုဒီမှာကတ်မထားနဲ့ဘီးကဒီအနေထားလောက်မှရှိနေရမှာဟုတ်လားနော်ဒီလိုကြီးကတ်ထားရဆိုလို့ချင်းမင်းအဆင်မပြေဘူးလားဒီလောက်မှရှိနေနော်ကိုသွားမဲ့ point ရဲ့လက်3လုံးလက်4လုံးလောက်မှဘီးကိုခွာထားပြီးမှဒီမှာကတ်လာရဲဆိုလို့ချင်းဘီးကဒီလိုမျိုးကတ်ခွာတာနဲ့ဘီးကတန်းဝင်နေ3နံပါတ်3နေရလဲဒီတိုင်းပဲတင်းကတ်ဆောင်းလို့ရတယ်နော်ဘီးကဆောင်းလို့မရဟုတ်ပြီအားပြလို့ရှိရင်အမြန်လေးနဲ့ပုတ်ကျင်စီမိုးရှင်းလေးနဲ့ဒီဆောင်ကြီးနဲ့မပုတ်နဲ့ဒီဆောင်ကြီးနဲ့မပုတ်နဲ့နော်ဒီလိုလေးပဲပုတ်နော်ကလစ်ပေါင်မှာထည့်ထားမှာတလားထည့်ထားပြီးမှဒီပြင်းလေးနဲ့ပဲပုတ်မှာတလားဒီပြင်းလေးနဲ့နော်လက်မောင်းမကျင်ဒီလိုဖြစ်မှာနော်ဒီဟာနဲ့မပုတ်နဲ့ဒီလိုမဟုတ်ဘူးကွာဒီလိုဖြစ်နေတော့ဒီဟာနဲ့တိကထိနေတိကထိရမှာဒီကောင်းနဲ့ဒီမှာကြည့်တလားဒီဆောင်နဲ့လုံးဝသွားမထိနဲ့သွားပြန်ပုတ်ကြည့်ဟုတ်ပြီဒီကုန်းဆက်ကိုသွားကြည့်ဒီကုန်းဆက်ကိုဘီးကဒီလောက်မှထားဘီးကဒီလောက်မှထားဒါသွားမယ်အခုဖြည်းဖြည်းချင်းသွားမယ်ကတ်ခွာပြီဆိုမှဘီးကိုဒီလိုခုတ်ချတင်းနေတော့အဲ့တိုင်းသွားမယ်ပြီးသွားနဲ့ကတ်သွားနဲ့မညှိသေးနဲ့နော်ညကတ်ရမ်းဖိထားလို့တစ်ချက်ဖဲလိုက်မတစ်ချက်ပြအောင်ဒီလောက်ပဲဖြည်းဖြည်းချင်းပဲခွာပြန်ခွာတဲ့ခါမှာလေအရင်အားမပါသေးနဲ့အရင်လည်းဖိမထားနဲ့ကတ်ကိုကတ်ထိုးတာကျန်းလို့ရှိရင်အောက်ကလူလည်းနားတယ်နော်ဒီဆိုတော့ပြန်တော့နံပါတ်5နေရာပြန်တော့ဘီးကဒီလောက်မှထားနော်ဘီးကဒီလောက်မှထားအေးဟုတ်ပြီဒီလောက်မှထားကတ်တဖြည်းဖြည်းနဲ့ထိုးသွားမယ်ခွာတဲ့ခွာမှာဘီးကတန်းဝင်ဘီးကိုဝင်တဲ့ခါမှာဘီးကဒီလိုစိုက်ဝင်ရတယ်ဘီးကိုဒီလိုအဖျားနည်းနည်းကားပြီးဝင်လိုက်တယ်ဆိုရင်အဲ့နေရာမှာသူကတ်ဦးနဲ့တော်ညှိရတယ်လားနော်တော်ထောက်တာဒီလိုစိုက်ဝင်လိုက်လို့ရှိရင်မညှိတော့ဘူးဒီမှာမညှိတော့ဘူးလားတင်းနေဒီမှာ3အဲ့တိုင်းသွား